public sim များကို configuration ပြုလုပ်ရန် project config တို့သွားပါ public sim ကိုရွေးချယ်ပြီးနောက်မှာ program ရေးသားလို့တဲ့အစိမ်းနာမည်များကိုထည့်သွင်းပါ public sim ဆိုတာသင်ရဲ့ relay နဲ့ဒီမှာအားလုံးမှာတစ်ပြိုင်နက်လှုပ်ဆောင်နိုင်တဲ့ sim command တစ်ခုဖြစ်ပါတယ်ဒီ feature ကသင် project အတွင်းမှာရှိတဲ့ sim အမျိုးမျိုးကို create နိုင်ပြီးတော့ program ရေးသားချိန်အတော်များများကိုချွေထားပေးနိုင်ပါတယ် project config မှာထွက်ပါ project ကိုသွားပြီး project ကို save လုပ်ပါ public sim အတွက် module များကို configure ပြုလုပ်ရန်ဒီ function အတွက် relay firmware နဲ့ software တွေက up to date ဖြစ်နေဖို့လိုပါတယ် relay ဒီမှာဒါမှမဟုတ် RCU module တစ်ခုချင်းစီကိုဖွင့်ပါ public sim တက်ကိုသွားပါ sim နံပါတ်မှာ configure ချလို့တဲ့ sim ကိုရွေးချယ်ပါညဘက်ချမ်းမှာ sim ကတက်ရောက်လို့တဲ့ channel တစ်ခုစီကို enable လုပ်ပါ sim ထဲမှာပါလို့တဲ့ channel ရှိပါက disable လုပ်ပေးလိုက်ရုံပါပဲ enable လိုက်တာနဲ့ channel state ကို on off သို့မဟုတ် dimmer percent ကို adjust လုပ်နိုင်ပါတယ် Flies သို့မဟုတ် cutting motor နဲ့ချိတ်ဆက်ထားတဲ့ channel တွေအတွက် sim တစ်ခုစီအတွက် open သို့မဟုတ် close ကိုသာ enable ပြုလုပ်ပေးပါ channel နှစ်ခုလုံးအတွက်တစ်ပြိုင်နက် enable လို့မရပါဘူး sim အတွက် channel အားလုံး configure ပြီးရင် save ကိုနှိပ်ပါတခြား sim တွေကိုလည်းဒီတိုင်းပဲလုပ်နိုင်ပါတယ်ပထမဆုံး module အတွက် public sim တွေ set up လုပ်ပြီးသွားရင်နောက်ထပ် module တစ်ခုကိုထပ်ဖွင့်ပြီးခုနကအတိုင်းပဲ configure လုပ်နိုင်ပါတယ်အခု public sim ကို trigger လုပ်ဖို့ button တစ်ခုကို assign ချပေးမှာပါဥပမာအနေနဲ့ vanilla switch ကိုဖွင့်ပါ key setting command easy config ကိုသွားပါ command type မှာ sim switch ကိုရွေးချယ်ပါ type မှာ public sim ကိုရွေးပါ sim နံပါတ်မှာကြိုက်တဲ့တက်ရ sim ကိုရွေးပြီး config ကိုရွေးပါသင်ရဲ့ public sim ရဲ့ address ကအောက်မှာပေါ်လာပါလိမ့်မယ် relay နဲ့ဒီမှာအားလုံးကဒီ address subnet 210 device 210ကို respond ပါလိမ့်မယ်